ပေရန်သုံးပါမယ်ပေရန်သုံးပြီးကျွန်တော်2လမ်းမ grid ဆွဲရမှာဆိုတော့ထုံးစံတိုင်းမှာကျွန်တော်ပေရန်သုံးတဲ့အခါကျရင်0နဲ့ကျွန်တော်ဒီဘက်ကစာရွက်ကထိတ်နဲ့တစ်ဖက်ကိုပဲသွားပြီးတော့တိုင်းပေါ့တိုင်းပြီးမှကျွန်တော်ဒီမှာဘယ်မှာသွားချမလဲဆိုရင်ပေရန်လေကောင်ထိန်းပြီးတော့ကျွန်တော်ဒီ1ရယ်3ရယ်5ရယ်7ရယ်9ရယ်11ရယ်ပါ1 3 5 7 9 11ဖြစ်ပါတယ်အရှိရတော့ကျွန်တော်တင်းနေသုံးလေးမဟုတ်တော့เนาะဒီမှာ2လက်မကွက်ဆွဲရမှာဆိုတော့1 3 5 7 9 11 Okay ပြီးတော့ကျွန်တော်အောက်မှာပြန်ပြီးတော့ချပါ1ပြီးတော့3 5 7 9 11ပါ Okay ပြီးတော့မှကျွန်တော်အဲ့နှစ်ခုကိုပြန်ပြီးတော့ဆက်လိုက်ပါဆိုတော့ဆက်တဲ့ခါကျရင်တော့စာရွက်ကိုကျွန်တော်လှည့်ပြီးတော့ပဲဆက်လိုက်ပါကျွန်တော်စာရွက်ကိုပြန်ထောင်ပြီးတော့ရင်ဘယ်ညာပြန်ပြီးတော့ဆက်မယ်ပေါ့ so 1 3 5 7 1 3 5 7ဖြစ်ပါတယ် sorry 1 3 5 7 9 11ဖြစ်ပါတယ်ခဲအောင်ရိုင်းပြကြမလို့ဒါကကျွန်တော်နှစ်ဆင်းရှိရဆိုတော့သိရမှာเนาะနံပါတ်1ဆင်းကကျွန်တော် line နဲ့သုံးပြီးတော့မှမျက်နှာပြင်အသွေးသဘောကိုစောင်းလေးရနံပါတ်2ဆင်းကြရင်တော့အဲ့ဒါဆရာကြီးလည်းပဲပေါ့ကျွန်တော်တုံးနေပါလေ့ကျင့်ပြီးတော့မှနောက်တစ်ဆင်းကကျွန်တော် value shape တင်သုံးမယ်ကျွန်တော်တို့ဒီ blending သုံးမယ် hatching သုံးမယ် cross hatching သုံးမယ်ပေါ့ဒါတွေကိုသုံးပြီးတော့ထည့်တဲ့ပုံစံဖြစ်ပါတယ်ဆိုတော့ဒီတိုင်းရန်ဆွဲနေရတဲ့ဆိုင်တော့ကျွန်တော်တို့ဒီတက်ရှာတွေကိုပြန်ပြီးတော့မှတိပြီးဆွဲတာကပို့ပြီးတော့မှပုံမှာအသက်ဝင်မှုရှိပါတယ်ပို့ပြီးတော့လည်းပုံကိုပေးချင်တဲ့ message ကိုပို့ပြီးတော့ထိထိမိပေါ်ပြလို့ရတာပေါ့ဆိုတော့ဒီဘက်ကျွန်တော်ဒါလေးလေ့ကျင့်မှာဖြစ်ပါတယ်ဆိုတော့လေ့ကျင့်ပြီးတော့ကျွန်တော်ပုံမြင်ပြီးတော့ဆွဲရမှာပေါ့โอเคပြီးတော့တဲ့ခါကျကျွန်တော်တို့ဒီအပေါ်ဆုံးကြီးညောင်းပြန်ပြီးတော့တိုင်းပါအပေါ်ဆုံးကြီးညောင်းမှာကျွန်တော်တို့အခုဒီမှာ1 3 5 7ရပြီဆိုရင်အပေါ်ဆုံးကြီးညောင်းမှာကျွန်တော်0နဲ့တစ်ဖက်ကိုသွားပြီးတော့တန်းအောင်ထားမယ်ပြီးတော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ဖိမယ်1 3 5 7မှာဒီทีကကျွန်တော်တို့1 3 5 7ထိပဲကာပါလိမ့်မယ်ပြီးတော့ကျွန်တော်အောက်မှာလည်းအောက်ဆုံးကြီးမှာပြန်ပြီးတော့တိုင်းပါအောက်ဆုံးကြီးညောင်းမှာကျွန်တော်တို့1 3 5 7ခဲတော့ရမ်းဖိကြမလို့ဒီတစ်လက်မ sorry နှစ်လက်မကွက်တွေကခဲတော့ရမ်းထင်းနေအောင်ဖိကြမလို့ပါဘူးကျွန်တော်ကိုယ့်အကူမရရင်ရပြီပေါ့နော်1 3 5 7ပါဆိုတော့အဲ့ဒီရပြီဆိုကျွန်တော်တို့စာရွက်ကိုပြန်ပြီးတော့မှအလှည့်လေးထားလိုက်ပါထားပြီးတော့ပြန်ဆက်ပါဆိုတော့ဆက်တဲ့ခါကျရင်ကျွန်တော်တို့ဒီအစွန်လေးမထွက်စင်တော့ကျွန်တော်စာလေးရေးဖို့ရှိရပါတော့ဆိုတော့ထမောင်းတွေကတော့ကျွန်တော်သုံးနိုင်ပဲစာလေးရေးရပါမယ်စာလေးရေးတော့ကျွန်တော်တို့ဒီမှတ်ရမယ့်ဟာတွေရှိရပေါ့နောက်တစ်ရက်ကျမှစာရေးရင်လည်းရေးမရေးလည်းပြဿနာမရှိဘူးရတယ်ပြီးတော့ကျွန်တော်တို့ဒီမှာကွက်တီပြန်ပြီးတော့ဆက်ပါနှစ်လက်မကွက်မဟုတ်ဘူးเนาะနှစ်လက်မเนาะ2 inch ဖြစ်တော့နှစ်လက်မကွက်ပါတစ်လက်မကွက်တွေမှားဆွဲနေမှာဆိုလို့ပါပြီးတော့ကျွန်တော်စာရွက်ကိုပြန်ပြီးတော့တည့်ထားပေးပါကျွန်တော်တို့ဒီဆွဲတဲ့ခါကျရင်တော့အောက်မှာဖြစ်ဖြစ်အပေါ်မှာဖြစ်ဖြစ်အောက်မှာရေးလို့မရတော့ဘူးကျွန်တော်ဒီဘက်ထိပ်ကတော့ရေးလို့ရတယ်အဲ့တော့ဒီဘက်ထိပ်မှာကိုဘာအခုဒီတခြားဘာသဘောကိုစောင်းနေပေါ့အဲ့စောင်းတဲ့သဘောကိုပါတွဲပြီးတော့မှတ်မှတ်တာပဲကျွန်တော်တော့မရေးပြတော့ဘူးเนาะဆိုတော့ကိုမှတ်မိရဆိုရင်တော့လည်းမှတ်စေရမလို့အဲ့တော့ဒီဘက်ထိပ်မှာဖြစ်စေဒါမှမဟုတ်ဒီဘက်မှာဖြစ်စေပေါ့အဲ့တော့ဒီအကွက်တွေကြရင်တော့ကျွန်တော်တို့တစ်ကပါနှစ်ကပါသုံးကပါပေါ့အဲ့လိုမျိုးပြန်ပြီးတော့မှတ်ထားလို့ရတယ်ဆိုတော့တခြားရဲ့သဘောကအများကြီးပဲကျွန်တော် line ကိုအခြေခံပြီးတော့ဆွဲရဆိုရင်သူကြတော့ကျွန်တော်အရှိကလို့ပုံစံကြတဲ့ line တွေဖြစ်ချင်မှာဖြစ်တော့မှာပုံစံကြရလဲပါမယ်မကြရလဲပါမယ်အများကြီးပဲပေါ့ဒါဆိုကျွန်တော်ဒီရပြီဆိုရင်ဒီပေါ်မှာခေါင်းနေတက်လိုက်ပါခေါင်းနေကတော့ကျွန်တော်တို့ဒီရှာ line drawing ပေါ့
မြင်ရမှာဆိုလို့ပါကျွန်တော်ဒီမှာလက်ကနည်းနည်းလေးအဖီးဖော့တွေပါတယ်ကစားမယ်ပေါ့နော်ဆိုတော့ရှေ့မှာဒီလေ့ကျင့်ခဲ့ရတာရှိတယ်ကျွန်တော်လက်ဖီးဖော့တွေပြင်ပြီးတော့မှသုံးတာရှိပေါ့ဆိုတော့ခဲတံကတော့နည်းနည်းခြုံထားဖို့လိုပါတယ်ခဲတံကကျွန်တော်လည်းဒီကပုံမှန်2ပြင်ပဲပြမှာကျွန်တော်တို့အရင်ခဲတံကျွန်တော် grade နဲ့ပါအမြင့်နဲ့ပြတဲ့ခါကျကျွန်တော်တို့အရင်ထင်းထင်းရေးလိုက်ဆွဲနေမှာဆိုလို့ပါဆိုကျွန်တော်လည်း2ပြင်ပဲသုံးထားပါတယ်ဆိုတော့2ပြီးတော့ပြန်ပြီးပြပါမယ်တက်ချာလိုင်းကလည်းနည်းနည်းရေးကြည့်ပါတယ်ဘာလို့ဆိုရင်ကျွန်တော်တို့ဒီပုံတစ်ပုံရဲ့ရတာကိုဖန်တီးတဲ့နေရာမှာပုံတစ်ပုံရဲ့ရတာကိုပေါ်ဖို့အတွက်ပုံဖော်တဲ့နေရာမှာအရင်ရေးကြည့်ပါတယ်ဒီကောင်ပိုင်နိုင်သွားပြီဆိုရင်တော့ပုံတွေဖန်တီးတဲ့အချိန်မှာဆိုရင်ကျွန်တော်ရှေ့မှာကတော့ကျွန်တော်တို့ဒီမြေတိ line ဆိုသုံးနေပေါ့ကျွန်တော်ရှေ့မှာကတော့ကျွန်တော်တည်ရတဲ့ line 15မျိုးသုံးပြီးတော့ဆွဲနေတယ်ဒါပေမဲ့ကျွန်တော်တို့အခုဒီမှာကတကယ်ဆုံးဖြတ်ချက်ချပြီးဆွဲတော့မှာဆိုတော့ပုံတစ်ပုံပို့ပြီးတော့မှတက်ဝင်ဖန်တီးဖို့အတွက်ကဆုံးဖြတ်ချက်ချဖို့လိုတယ်ပေါ့ရမ်းပြီးတော့ဆွဲလို့မရဘူးကျွန်တော်ပကြီးကားတကားဆွဲရဆိုတာကရမ်းပြီးတော့လည်းဖန်တီးလို့မရဘူးเนาะအဲ့တော့ပေးချင်တဲ့ message ကဘာလဲပေါ့အဲ့တော့ဖော်ပြချင်တဲ့အကြောင်းကဘာလဲကြည့်ရသူဘာကိုပေးချင်တာလဲဘာကိုဖော်ပြချင်တာလဲပေါ့အားလုံးရရင်ကျွန်တော်တို့ဒီကြည့်တဲ့သူနဲ့ artist နဲ့ဂျားထဲမှာပကြီးကားတကားဆက်သွယ်နေတဲ့ language တစ်ခုဆိုရင်လည်းဟုတ်ပါတယ်ဆိုတော့ပကြီးကားတွေပြန်ပြီးတော့ကြည့်တဲ့အချိန်မှာဒီ artist ကဘာကိုဖော်ပြချင်တယ်ဆိုတော့ artist ပေးချင်တဲ့ message ကိုပကြီးကားတစ်စကားပြောစရာမလိုဘူးဗျာစကားအများကြီးပြောစရာမလိုဘဲနဲ့အဲ့လိုပေးလို့ရတယ်ပေါ့နော်ကဲတော့အဲ့မှာရပြီဆိုတော့ကျွန်တော်တို့ဒီအပေါ်ဆုံးနည်းနည်းလေးဇုံးချက်လိုက်ပါမယ်အဲ့တော့ကျွန်တော်နံပါတ်1မှာကျွန်တော်တို့ဒီတစ်ပင်တွေမှာတွေ့ရတဲ့တက်ချာ line တွေပေါ့ဆိုတော့ကျွန်တော်တို့ဒီမှာကတစ်ပင်ရဲ့အပွေးခောက်တွေကျွန်တော်တို့ဒီတနခါတုံးတွေပါအမျိုးသမီးတွေဆိုတော့သိပါလိမ့်မယ်တနခါတုံးတွေပါမှာတွေ့ရတဲ့အပွေးခောက်တွေပဲဆိုတော့အဲ့ဒီတက်ချာ line တွေကိုကျွန်တော်ဘယ်လိုမျိုးဆွဲမလဲပေါ့ဆိုတော့ဒီမှာကမြင်းဖြောက်မှာထက်အကုန်လုံးကဖြောက်တဲ့ပုံစံရှားပါတယ်အကုန်လုံးကကွေးကောက်တွေပဲဖြစ်ဖို့များတယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာရေးဆွဲတဲ့ခါကျရင်လက်ထားတဲ့ပုံစံတော့မှန်အောင်ထားရပါတော့ဆိုတော့ကျွန်တော်နံပါတ်1တက်ချာကတော့ကျွန်တော်တို့ဒီတစ်ပင်တွေရဲ့ကျွန်တော်တို့ဒီအပွေးခောက်တွေကိုဆွဲတဲ့ပုံစံပါဆိုတော့အဲ့တစ်ပင်တွေရဲ့အပွေးခောက်တွေဆွဲတဲ့ခါကျကျွန်တော်ဘယ်လိုဆွဲမလဲပေါ့ဆိုတော့ကျွန်တော်ဒီဘောကနေစမယ်စပြီးတော့လက်ကတစ်ခါရဲစနေစုံဆွဲပါမယ်ပြီးတော့ကျွန်တော်လည်းလာတူစီရမလို့ဘာလို့ဆိုတော့တက်ချာရဲ့သဘောကတယောက်တစ်ယောက်တူချင်မှတူလိမ့်မယ်ဒါပေမဲ့အဓိကဘယ်လိုဆွဲရတယ်ဆိုတဲ့သဘောနဲ့ဘယ်လိုပြီးသွားတဲ့ခါမှာဒီနှစ်လက်မှတ်ကွက်ထဲမှာဘယ်လိုပုံပွားမလဲဆိုတဲ့သဘောတရားကိုသိဖို့လိုပါတယ်အဲ့တော့အပွေးခောက်တဲ့သဘောကိုပြန်ဆွဲတဲ့ခါမှာကျွန်တော်ဒီကနေပြန်စမယ်အတုံအတုံလေးတွေပါအရင်မတုံမဲကျွန်တော်တို့ဒီမှာတစ်ခါဆွဲရတယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ကြောင်းဒီအပြက်လဲဖြစ်ရင်ဖြစ်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာနောက်တဲ့ဒီဘက်ကနေပြီးတော့လည်းပြန်စရင်စမယ်ပြီးတော့ကျွန်တော်ဒီမှာနောက်တစ်ကြောင်းဒီလို့ရှည်လဲရှည်သွားမယ်ဟိုးအပေါ်နေပြန်ပြီးတော့လည်းစရင်စမယ်အဲ့တော့အဓိကကျွန်တော်တစ်ဖြောင်နဲ့မဟုတ်တော့အရင်မတော့ပါဘူးလက်ကကျွန်တော်ရှေ့မှာအဖြောင်နေပဲလေ့ကျင်ထားလို့ကျင်သားကြပြီးတော့မှဖြောင်ရင်းပဲဆွဲနေမှာလို့အဖြောင်မဟုတ်တော့ဘူးเนาะအရင်နဲ့မဆောင်ပါဘူးဂျားထဲမှာကျွန်တော်မြင်းတို့မြင်းပြက်တွေထည့်ပါတယ်တော့3ချက်ထိဆွဲလို့ရတယ်ပေါ့ကျွန်တော်ဒီအောက်ကနေပြီးတော့အပေါ်တော့ပြန်မဆွဲဘူးကျွန်တော်ဒီမှာဒီကနေပြီးတော့အပြက်ပြက်လေးပြန်ပြီးဆွဲပါမယ်အလဲကောင်မာကြီးပဲလာထက်တာမဟုတ်เนาะဒီပုံမှာလာပြီးတော့သွားဖြက်လဲရတယ်ဒီပုံမှာအတူထားပြီးတော့မှအောက်ဘက်ကကျွန်တော်တို့အရှည်ပြန်ပြီးတော့ဆွဲသွားလဲရတယ်ခဏမြင်ရမြင်ရကဲမြင်ရရောနေပြီဟုတ်နေโอเคအနေနဲ့ grade နဲ့ကြီးကြီးနဲ့ပြပါမယ်ရောနေမလို့ကျွန်တော်ကြည့်ရအောင်ဒါမျိုးတွေပါဆိုတော့အဲ့မှာကျွန်တော်တို့ value လိုက်တဲ့အခါကျရင်အပွေးကြီးပေါ်လာလိမ့်မှာ
တညီရဲမဟုတ်တော့ဘယ်ဟာမှညီမနေပါဘူးပြတ်သွားတယ်တစ်ဆက်တည်းဖြစ်နေဖြစ်သွားလို့ရတယ်ပြဿနာမရှိဘူးဒါမျိုးပေါ့တစ်ဆက်တည်းဖြစ်သွားလို့လည်းရတယ်ပေါ့ဆိုတော့ကျွန်တော်တို့မြင်ရပြီထင်တယ်မြင်ရပြီတော့တစ်ပင်ရကျွန်တော်အပွေးခေါက်တွေမှာတွေ့ရမယ်တက်ချာโอเคနောက်တစ် line ကျတော့ကျွန်တော်တို့ဒီအဲ့တစ်ပင်ရဲ့အဓိကကျွန်တော်တို့ဒီတစ်ပင်မှာတွေ့ရတဲ့ကောင်တွေကတော့ဆွဲရတာပို့ပြီးတော့အသုံးဝင်တယ်ပေါ့ပို့ပြီးတော့လည်းတွေ့ရတာများလေးပေါ့ကျွန်တော်တို့ဒီစပွဲတွေမျက်နှာပြင်အချောတွေပြီးတော့ကျွန်တော်ကြမ်းပြင်တွေပြီးတော့ကျွန်တော်တို့ဒီဒါကတော့ soft မဖြစ်ဘူးပေါ့နော်ဒီဘေးမှာရေးထားလို့ရတဲ့ကောင်ဒီဘေးမှာအကွက်ထဲမှာရေးထားလို့ရတဲ့ကောင်ကဒီကောင်က soft မဖြစ်ပါဘူးဒီကောင်ကြမ်းတဲ့ဘက်ကိုသွားတယ်ပေါ့ပုတ်တိုက်ကြီးတဲ့အခါမှာလက်နဲ့ဆန်းကြီးတဲ့အခါမှာဖြစ်ဖြစ်ကြည်ရနေကိုဗျာကြမ်းရှားတဲ့သဘောကိုစောင့်နေဒီတခြားလိုင်းတွေကကြမ်းတယ်ပြီးတော့ကျွန်တော်တို့မျက်နှာပြင်မညီဘူးပေါ့နော်အဲ့တော့သူ့ရဲ့ဂုဏ်သတ္တိကတော့ကြမ်းတယ်မျက်နှာပြင်မညီပါဘူးပြီးတော့ရင်နူးညံ့မှုမရှိပါဘူးဆိုတော့ဒါကတော့ကြည်ရနေကိုသိရမှာပေါ့နော်ဆိုတော့ကိုကပုံထဲမှာကိုပုံထဲမှာဒီနေရာမှာကိုကတေဘဲတစ်ခုဆွဲနေတေဘဲတစ်ခုဆွဲတဲ့အခါမှာတေဘဲမျက်နှာပြင်ကိုကျွန်တော်တို့ကဒီလုံးဝကြည့်တဲ့သူကိုကြမ်းရှားတဲ့သဘောကိုပေးနေဆိုရင်အဲ့လိုတခြားလိုင်းပပလေးတွေပြန်ပြီးတော့ထည့်လိုက်တဲ့ခါကျရင်ကြည့်ရသူကအော်ဒီကဇပွဲကုံကြီးကတက်သားဇပွဲပါလားဆိုတော့ message ကိုတန်းရတော့ဒီတိုင်းမျက်နှာပြင်အပြောင်းထားရင်ဒီဟာကကျွန်တော်ပုံမှန်တိုင်းပဲဒီမျက်နှာပြင်ပြောင်းချောကြီးပေါ့တန်ခုံကြီးပဲဆိုပြီးတော့ message ကိုပြန်ပြီးတော့ရလိမ့်မယ်ဆိုတော့အဲ့ဒါပဲအဓိကကျွန်တော်တို့မကြည်ကားတကားဖန်တီးတဲ့အခါမှာ message ပေးခြင်းနဲ့ရတာကိုတခြားနဲ့ပြန်ပြီးတော့ထည့်တယ် okay နောက်တစ်ခုကကျွန်တော်တို့ညီရယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီ wave ပုံစံမျိုးပါဆိုတော့ဒီကောင်ကကျွန်တော်တို့ဒီတစ်ချောတွေမှာတွေ့ရမယ့်ကောင်မျိုးပေါ့ဒီကောင်ကတော့ပြတ်သွားပြီเนาะဆိုတော့ဒီကောင်ကတော့ကျွန်တော်နည်းနည်းလေးအချောတွေမှာတွေ့ရမယ့်ပုံစံမျိုးပါနည်းနည်းလေးညီအောင်ဆွဲပါမယ် wave line လိုမျိုးအထောင်လေးတွေပါသူကမပြတ်တော့ဘူးเนาะသူကလည်းကျွန်တော်တစ်သားမှတွေ့မှတက်ချားတဲ့ line ပဲနည်းနည်းပြင်ကျန်းတဲ့သဘောမှာတွေ့ရမယ့်တက်ချား line တွေဖြစ်ပါတယ်ဆိုတော့သူကတော့မညီ sorry သူကတော့ကျွန်တော်တို့ဒီခုနကအရှိရလို့မပြတ်တော့ဘူးတထန်းနဲ့ပြတ်သွားမယ်ဒါပေမဲ့ကျွန်တော်အတွန်းခောက်တွေပါပြီးသားပါအရင်မချဲဘူးเนาะစိတ်ထားပါတခါဆွဲတော့ပါမယ်ပွားနေအောင်ကိုညီညီလေးပြအောင်ပြန်ပြီးဆွဲပါခဲတောင်ရိုင်းပြီးကြမလို့ကျွန်တော်တို့ဒါကြီးမထည့်နဲ့ကျွန်တော်မတွေ့ရမှာဆိုလို့ထင်မိတာပါညီရယ်ဆိုရင်မှကျွန်တော်တို့အခုံးခွက်တွေကညီနေရမဟုတ်ဘူးเนาะ line တစ်ခုကြားထဲမှာခြားတာညီရပြောတာပါပြီးတော့အတွန်းခောက်တွေပါရမယ်ဆိုတော့ပြောတာပါအဲ့တော့တခြား wave တွေကိုသွားပြီးတော့ညီအောင်ဆွဲနေမှာဆိုလို့ wave တွေကညီနေရမဟုတ်ဂျားထဲမှာခြားသွားတဲ့ line တွေညီနေတာဖြစ်ပါတယ်ဆိုတော့နှစ်ခုပြသွားပါပြီโอเคနောက်တစ်ခုကကျွန်တော်တို့ဒီအကျော်ပြိုင်တဲ့တက်ချာတွေပေါ့ဝါးတွေမှာတွေ့ရမယ့်ကောင်ပါဝါးတို့ဘာတို့ပေါ့ဆိုတော့ကျွန်တော်တို့ဒီဝါးကိုခွဲလိုက်တဲ့ခါမှာဝကြောတွေပါတွေ့ဥပါလိမ့်မယ်ဆိုတော့အဲ့ဝါးတွေမှာတွေ့ရမယ့်အပြိုင်တက်ချာတွေပါဆိုတော့အဲ့ကောင်က straight line တွေပါတယ်ဒါပေမဲ့အဲ့ကောင် straight line တွေကကျွန်တော်တို့ရှက်ပြီးတော့သွားတယ်ပေါ့ဝကြောတွေပါလိမ့်မှာတွေ့ရမယ့်ကောင်တွေဖြစ်ပါတယ်ဆိုတော့အဲ့ကောင်တွေဒီအစအဆုံးတစ်ချက်ဆွဲသွားပါတယ်သူဒီကျွန်တော်ဒါမျိုးစောင်းသွားလိမ့်မယ်ပြီးရင်တော့ကျွန်တော်ဒါမျိုးပြန်ပြီးတော့မှထိသွားလိမ့်မယ်ဒါမျိုးပြန်ပြီးတော့မှရှက်ကောင်းရှက်သွားနိုင်တယ်ပေါ့ပြီးတော့ကျွန်တော်တို့ဒီမှာဒီကောင်ကနေပြန်ပြီးတော့မှဒါမျိုးလေးဖြစ်သွားနိုင်ပါတယ်နည်းနည်းအနည်းငယ်ဖြတ်သွားနိုင်တယ်ပေါ့ဒါမျိုးတက်ရှာတွေပါအဖြောင်းတော့အဖြောင်းဒါပေမဲ့ကျွန်တော်ညီးနေရမဟုတ်ဘူးเนาะထိသွားတယ်ကျွန်တော်ဝကြောတွေပါမှာတွေ့ရမယ့်ပုံစံမျိုးပေါ့
ခါရဲဆွဲပါပါတယ်ရှေ့မှာ line တွေလောက်အများကြီးလေ့ကျင့်ခဲ့ပြီးသားဖြစ်တဲ့အတွက်ဒီကောင်တွေတော့ဖျောက်အောင်ဆွဲပါဖျောက်မဲ့ကောင်တွေဆိုဖျောက်အောင်ဆွဲပေါ့အဲ့တော့ရှက်ပြီးတော့မှသွားတဲ့ကောင်တွေပါအဲ့တော့အသားအမြင်တွေမှာတွေ့ရမဲ့ကောင်တွေပေါ့ကျွန်တော်ဒါဆိုရင်ဟိုမာဆယ်ဆွဲတဲ့ချိန်တိုင်းတွေ့ရမဲ့ကောင်မျိုးတွေလည်းဟုတ်တယ်ကျွန်တော်မှကြွက်သားဖွဲ့သီးပုံပေါ့ကြွက်သားမြင်ဖွဲ့သီးပုံတွေမှာဆိုရင်တော့ဒီကောင်တွေကသုံးပါတယ် โอเคပြီးနောက်တစ်ခုဒီကျွန်တော်တို့ပြန်ပြီးတော့မှအ share ပါဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီအဲ့ဒီအသားမြင့်မှာအသားတုံးတွေမှာကျွန်တော်တို့စက်သားတုံးတို့ဝက်သားတုံးတို့ပေါ့နော်ဆိုတော့အဲ့အသားတုံးတွေမှာတွေ့ရမယ့်အကျော်ပုံစံအမြင်ပုံစံတွေပါဆိုတော့ကျွန်တော်ဒီမှာအလဲဆွဲလိုက်မှာပေါ့အပေါ်မှာထောင်ထားပြီဆိုတော့ကျွန်တော်အဲ့ကောင်တွေကျွန်တော်ပြန်ပြီးတော့မှအပေါ်ဘက်ကိုတွန်းခောက်ပြီးတော့သွားပါမယ်ပြီးတော့ကျွန်တော်တို့မြင်းချောင်းဆွဲတဲ့ခါမှာခဲတောင်ရန်ကြီးဖိကြရမလို့ညီအောင်လို့ဆွဲပေါ့အဲ့တော့အဓိကဒီကောင်တွေကပုံပြက်နေပါတယ်ပုံပြက်နေဆိုတာကသဘောတရားတော့ပေါ်တယ်ဒါပေမဲ့ပုံစံတိကျပြင်ပြီးဆိုတာဆိုပုံစံတိကျရန်ပြပြီးတော့မထွက်ဘူးပေါ့နော်ဆိုတော့အဲ့ဒီသဘောလည်းသိရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာဆက်ပြီးတော့သွားမှာပဲအဲ့တော့ညီွားတဲ့ကောင်လည်းရှိမယ်ဒီလိုအပေါ်ကိုထိတဲ့ကောင်လည်းရှိမယ်နောက်စားကိုညာဘက်ကိုနည်းနည်းလေးရွှေ့ပြီးဆွဲလို့ရပါတယ်ဒီခါရတဲ့တော့နော်ဘေးကနေညာကိုကျွန်တော်အသားမြင်နေတဲ့သဘောအဲ့တော့ကျွန်တော်အသားကြီးမှာတွေ့ရမယ့်အမြင်နေတဲ့သဘောဆိုတော့စက်သားတို့ဝက်သားတို့ကျွန်တော်တို့ဒီအသားပါတဲ့ကောင်တွေပေါ့တခြားတွေကတော့အများကြီးပဲကျွန်တော်တို့ဆွဲမဲ့ဆိုရင်အကုန်လုံးကောင်မဟုတ်ဘူးအများကြီးပဲရှိတယ်ပေါ့ဒါပေမဲ့အဓိကကြားတဲ့ကောင်တွေပေါ့ဆိုတော့အဲ့ဒီကောင်တွေကိုပဲညာဆုံးရေးဆွဲမှာဖြစ်ပါတယ်โอเคပြီးနောက်တစ်ခုကကျွန်တော်တို့ဒီရေးဆွဲတဲ့အချိန်မှာမြေချောင်းနေတဲ့သဘောဒီညနေပြင်အပြက်ပဲလေကျွန်တော်တို့ဒီမှာဒါဒီကောင်ဆိုရင်ကျွန်တော်တို့တစ်သားရဲ့တခြားလိုမျိုးသွားတယ်ပေါ့ကျွန်တော်တစ်ပင်ရဲ့အပွေးတခြားလိုမျိုးဒီကောင်ကလည်းအတူတူပဲသွားတယ်ပေါ့နော်ဒီကောင်ကညီတယ်ပေါ့ဒီကောင်ဆိုကျွန်တော်အသားလုံးတခြားမတူနော်ကျွန်တော်အသားလုံးတခြားတွေကပို့ပြီးတော့မှတွန်းခောက်တဲ့ဘက်ကိုသွားတယ်နော်ဆိုတော့ဒီကောင်ဆိုရင်ကျွန်တော်တို့ဒီကြွက်သားအမြင်နေတဲ့ပုံစံပေါ့အမြင်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီ parallel ဖြစ်တဲ့ဘက်ကိုသွားတယ်ဆိုတော့ဆွဲဆက်ထားတဲ့ပုံစံမျိုးပေါ့โอเคနောက်တစ်ခုကျွန်တော်တို့ဒီကောင်ကျတော့ပြင်ဒီမျက်နှာပြင်ကျွန်တော်တို့ဒီလိုပြင်ပြားတွေမှာတွေ့ရတဲ့ကောင်မျိုးကျွန်တော်အပြက်ပြက်လေးပါဆိုတော့ဒီကောင်ဒီတစ်ခါရဲဆွဲသွားမယ်ပြီးတော့ကျွန်တော်တို့ဒီမှာမျက်နှာပြင်ဒီပြက်တယ်အရင်မချဲဘူးအဲ့တော့မြင်းပြက်တွေဖြစ်ပါတယ်
မြေကြီးတွေပါကျွန်တော် ground တက်ချာတွေပြန်ပြီးဆွဲရင်ဒီကောင်တွေလည်းသုံးလို့ရတယ်ပေါ့နော်မြေကြီးအပြက်ပြက်တွေပြန်ပြီးဆွဲတဲ့အခါမှာဒီကောင်လေးသုံးလို့ရပါတယ်โอเคပြီးနောက်တစ်ခုကျွန်တော်တို့ပြန်ပြီးတော့မှမြင်းတုံမြင်းပြက်လေးကျွန်တော်နောက်ကနေပြီးတူလေးပဲဒီနောက်ကနေပြီးတော့နောက်ပြီးရှိဖို့ပြန်ပြီးတော့ချက်သွားပါမယ်ဒါကကျွန်တော်တို့မြေကြီးမှာတွေ့ရမယ့်တက်ချာလိုင်းတွေရဲ့ပုံစံမျိုးပေါ့ဆိုတော့ကျွန်တော်တို့ဒီမြေကြီးမညီတဲ့မြေကြီးကိုကျွန်တော်တို့အပြိုင်ဖြစ်တဲ့ကောင်လေးဆိုတော့ပြီးသွားပြီဆိုကျွန်တော်တို့ဒီရှုံမြေ6ကစားဖြစ်တဲ့ကောင်လေးဒါမျိုးတွေမှာကျွန်တော်တို့တွေ့ရမယ့်ပဲလေတက်ချာလေးဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးကနောက်ပြီးရှိဖို့သွားပါတယ်ဒီတက်ရှိမှာကျွန်တော်တို့ line ကြီးပဲသုံးလို့အရင်မသိတာသေးဘူးအဲ့တက်ချာလေးကျွန်တော်တို့ပေးပြီးတော့မှပေါ့ color ဖြည့်ပြီးဖြစ်စေထုံးဖြည့်ပြီးဖြစ်စေအဲ့တော့မှသာကျွန်တော်တို့ဒီတက်ချာတွေကပို့ပြီးတော့မှပေါ်တာဖြစ်ပါတယ်ကျွန်တော်တို့က line မတည်တဲ့သုံးဆွဲနေတာဖြစ်တဲ့အတွက်ကျွန်တော်သဘောတရားကိုသိရပြီကျွန်တော်နောက်ကပို့ပြီးတော့ခဲရပို့နေမဲတယ်เนาะကျွန်တော်ဒီမှာ leg pressure ပါလာပါပြီကျွန်တော်မှတ်ထားပြီပါကိုဆွဲနေတဲ့တက်ချာ line ကဘာမှသုံးလဲဆိုတာလည်းပြန်ပြီးတော့သိရတော့ဒီလိုကြီးပဲအမှန်ကြီးပဲဆိုတော့မဟုတ်ဘူးပေါ့เนาะဒီတက်ပို့ပြီးတော့လည်းအများကြီးလေ့ကျင့်လို့ရဒါပေမဲ့အဓိကကြတဲ့သဘောတရားတွေတော့ပြန်ပြီးတော့သိရမှာပေါ့တော့ကျွန်တော်နောက်ပြီးရှေ့ပေါ်တက်သွားတဲ့ကောင်တွေဒါဆိုကျွန်တော်တို့ဒီမြေပြင်တွေပေါ့ ground တက်ချာတွေမှာဒီကောင်တွေဆိုသုံးတယ်ဒီကောင်တွေဆိုကျွန်တော်အသားမြင်တွေမှာပြန်ပြီးတော့သုံးတယ်မညီဘူးပေါ့သူတို့ကတုံးခောက်ကြည့်ရတယ်ကျွန်တော်တုံးခောက်ပြီးတော့မှကွေးကောင်းတွေကပြီးဆောင်ပါတယ်သဘောတရားတော့ကြည့်ရတယ်ဗျာအပေါ်ဘက်ကိုမြင်းတော်မျိုးလိုငိမ့်တော်မျိုးလိုမျိုးပေါ့မညီနေပါဘူးပြီးတော့ရှုပ်ချက်ခတ်နေပါတယ်အသားတခြားတွေသဘောကတော့ရှုပ်ချက်ခတ်တာတော်များပါတယ်โอเคနောက်တစ်ခုဒီကျွန်တော်တို့ပြန်ပြီးတော့မှဒီချောမွေးတဲ့မချောဒီမကြမ်းမချောပေါ့ဝူးတခြားတွေပေါ့မျက်နှာပြင်မကြမ်းမချောမျက်နှာပြင်အပြန့်နေမှာတွေ့ရမယ့်တခြားလိုင်းတွေဆိုတော့အဲ့ကောင်ကိုကျွန်တော်ပြန်ပြီးတော့မှသွားပါမယ်ဆိုတော့ဒီကောင်ကတော့တော်တော်များတွေ့ဘူးလိမ့်မယ်ကျုံတစ်တွေပါတွေ့ရများလိမ့်မယ်ကျုံတစ်တွေကိုကျွန်တော်တို့ခွဲပြီးတော့ polish တုပ်ထားတဲ့အချိန်ကျရင်ဒီတခြားရင်းတွေကိုပြန်ပြီးတော့တွေ့ရလိမ့်မယ်ဆိုတော့ဒီကောင်ဒီပြန်ပြီးတော့ဆွဲတဲ့ခါကျရင်တော့ကျွန်တော်ဒီမှာအပေါ်ကနေပြန်ပြီးတော့ဝိုက်မယ်ပေါ့ခေါင်းကနေပြီးတော့ကျွန်တော် over shade တစ်ခုစပြီးယူလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာဒီဘွားနေပြီးတော့ပြန်ပြီးတော့ယူတဲ့ခါကျရင်ကျွန်တော်တို့ဒီအောက်ဘက်ကိုမယူတော့ဘဲနဲ့ကိုဆွဲထားတဲ့မြင်းချောင်းအောင်ပြန်ပြီးမှဒါမျိုးပြန်ပြီးတော့ယူသွားတာပါ
ဆိုတော့အဲ့မှာနည်းနည်းရှုပ်ပါမယ်ကိုဆွဲတဲ့ငင်းချောင်းကိုကျွန်တော်တို့ပြန်ပြီးတော့ကိုေးပြီးတော့ white ယူသွားတဲ့ပုံစံမှာဆိုတော့ပြီးတော့မှကျွန်တော်တို့ဒီကနေပြီးတော့မှနောက်တစ်ခုကထပ်ပြီးတော့ဒါမျိုးပြန်ပြီးတော့ယူရင်လည်းယူသွားပါတယ်အဲ့တော့ wood တခြားတွေဖြစ်ပါတယ်ဆိုတော့အဲ့ wood တခြားတွေကတော့ကျွန်တော်တို့ပြန်ပြီးတော့ရေးဆွဲတဲ့ခါကျရင်သူကကျွန်တော်တို့ဒီရေစက်ပုံစံအ white တွေယူသွားတာဗျဆိုတော့ဒါကကျွန်တော်တို့နှစ်လက်မကွက်မှာနှစ်ကွက်သုံးခုလောက်ပဲထည့်လို့ရတယ်တကယ်အများကြီးဆိုရင်တော့ wood တခြားတွေကအများကြီးထည့်လို့ရတယ်ဆိုတော့ရေစက်ပုံစံပြန်ပြီးတော့ white လေးယူသွားရပေါ့ပြီးတော့ကျွန်တော်ဒီမှာလည်းပြန်ပြီးတော့ဒါမျိုးပြန် white လေးရတယ်ဆိုတော့အဲ့ဂျာထဲမှာကျွန်တော်တို့ပြန်ပြီးတော့မှလိုတဲ့ line တွေပြန်ထည့်တာအဲ့ white ယူလိုက်အဲ့ဒီ white ကအမှန်ပေါ့ဆိုတော့အဲ့ဒီ white ကိုအထဲကနေပြန်ပြီးတော့မှ white တဲ့ပုံစံမျိုးအောက်မှာသွားပြီးတော့စုပါတယ်မချုံသွားဘူးเนาะပြီးတော့ကျွန်တော်ဒီမှာပြန်ပြီးတော့မှဒီကျွန်တော်လည်းပို့ပြီးတော့စိတ်အောင်ဆွဲလို့ရတယ်เนาะကျွန်တော်ဒီမှာခဲလုံးနဲ့ကြီးထားတာဖြစ်တဲ့အတွက်၃ညလောက်ပဲဆွဲလို့ရတယ်ပေါ့ပြီးတော့ကျွန်တော်ဒီဂျာထဲမှာဒါမျိုးပြန်ပြီးတော့မှ white သွားတယ်အဲဒီလိုအပ်တဲ့နေရာကိုလို့ပြန်ဖြည့်သွားတယ်ပေါ့နေရာလွတ်မထားတော့ဘဲနဲ့ဒီလိုအပ်တဲ့နေရာမှာမြင်းချောင်းအကွေးတွေတုံးမျိုးပြန်ဖြည့်တဲ့သဘောဖြစ်ပါတယ်ကျွန်တော်ဦးတခြားတဲ့သဘောဖြစ်ပါတယ်โอเคနောက်တော့ကျွန်တော်တို့ဝူးတခြားရဲ့သဘောကျွန်တော်ဝူးတခြားမှာကျွန်တော်တို့နှစ်ခုသုံးလို့ရတယ်เนาะ straight line ကိုသုံးပြီးတော့ဆွဲလို့ရတဲ့ဒီလိုမျိုးတစ်ပင်ဒါကတော့တစ်ပင်ရဲ့တခြားပေါ့တစ်ပင်မှာအပင်လိုက်တွေ့ရတဲ့ကောင်တွေဒါမျိုးတွေပေါ့အပွေးပုံစံမျိုးတွေပေါ့ဆိုတော့ဒီကောင်တွေကတော့ကျွန်တော်တို့ဒီအပင်မဟုတ်တော့ဘူးဒီကောင်တွေကတော့ကျွန်တော်အဲ့အပင်ကိုထချမ်းချမ်းပြီးတော့ခွဲထားတဲ့ပြင်ပြားလိုမျိုးမှာတွေ့ရမယ့်ကောင်တွေခွဲပြီးတော့မှတ်မယ်เนาะအပင်လိုက်ဆိုရင်ကျွန်တော်များသောအားဖြင့်အဲ့လိုထောင်လိုက်တွေ့ရလိမ့်မယ်အပင်လိုက်ကဒီလိုမြင်တဲ့ပြင်ဒီလို white တွေတွေ့ရပြီဆိုရင်အဲ့ကောင်ဒီခွဲထားတဲ့ကောင်ကျွန်တော်တစ်သားကိုချမ်းထားသည်ဖြစ်စေတစ်သားကိုခွဲထားသည်ဖြစ်စေအဲ့လိုမျိုးတွေမှာတွေ့ရမှာအဲ့တော့နှစ်ခုကသဘောတရားမတူပါဘူးဆိုတော့အဲ့ဒီနှစ်ခုကိုလည်းကွဲပြီးတော့မှတ်ပါโอเคနောက်တစ်ခုကျွန်တော်တို့ပြန်ပြီးတော့မှအဲ့ခွဲထားတဲ့ကောင်ကိုပဲဟိုမသိကျွန်တော်တို့ဒီမိုးလေဝသဇလဗေဒမှုန်တိုင်းပြတဲ့ဇေယျလို့ပါလို့ ਨੇ ကရလေးတွေမလားဆိုတော့အဲ့လိုမျိုးလေးတိုင်းပုံစံမျိုးတွေပါလေးဘူးလေးတိုင်းလေးပေါ့โอเคနောက်တစ်ခုကျွန်တော်တို့ဒီမှာပြန်ပြီးတော့မှသူကြတော့ဒီကောင်ကကျွန်တော်တို့ဒီရေသက်ပုံစံယူထားတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီမြင်းကွဲပုံစံကိုပြန်ပြီးတော့ယူလာဆိုတော့အဲ့ကောင်ကျွန်တော်ဒီတောင်းကနေပြန်စလိုက်ရတယ်အပေါ်ကနေစလိုက်ရတယ်ပေါ့ဒီလိုသုံးပုံတစ်ပုံလောက်ကိုပဲပြန်ပြီးတော့ယူတယ်ယူပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့မှဒီအပေါ်မှာလွတ်တဲ့ကောင်အဲ့မှာလွတ်တဲ့ကောင်ကျွန်တော်ဒီကနေပြီးတော့ပြန်ပြီးတော့ပြန် white တယ်ပေါ့ဆိုတော့ဒီလိုမျိုးပြန်ပြီးတော့ white တာဒါတော့ကျွန်တော်တို့ဒီမှာနောက်တစ်ခုဒီကနေပြီးတော့ဒီလိုပြန် white လေးရတယ်ပြီးတော့မှကျွန်တော်အဲ့ထဲကိုပြန်ထည့်တာသူကြတော့ connect ကလို့ရေသက်ရှိတ်မပေါ်တော့ဘူးသူကြပထမဆုံးအခေါင်းတစ်ခု white သွားလဲ white ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီရေသက်ရှိတ်မဟုတ်ဘဲနဲ့တခါလေးပြန်ပြီးခွက်သွားအဲ့တော့တနည်းအားဖြင့်တော့လက်ကိုဗျာမြည်သည့် direction မဆို white နိုင်ပြီးတော့ကျွန်တော်တို့ကွေးနိုင်ဆန့်နိုင်ပြန်ပြီးတော့မှဒီခုံးနိုင်ခွက်နိုင်အောင်လေ့ကျင့်နေရတယ်အတူတူပါပဲဆိုတော့အဲ့ဆွဲထဲမှာကိုဆွဲနေတဲ့သဘောတရားအတောက်အကြီးတော့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဘာဆွဲနေရဆိုတဲ့မှုလေးထည့်တာပေါ့အတောက်အကြီးဆိုတာကကျွန်တော်ဒါပဲဆွဲဒါပဲပြန်ပြီးတော့တွေးလို့မျိုးပြောတာပါအဲ့လိုမျိုးတော့မဟုတ်ဘူးเนาะဆိုတော့တွေးပေါ့နော်ဘလို့ပြန်ပြီးတော့မှဆွဲနေရတယ်ကိုယ့်ရဲ့လက်ကဘလို့ရင်းသွားတယ်ဘလို့မျိုးနှွဲ့သွားတယ်ပေါ့အဲ့လိုမျိုးအဲ့အမှသာလျှင်သဘောတရားကိုနားလည်မှာဖြစ်ပါတယ်
တက်ချာတွေပြတ်ထားဖြစ်တဲ့နောက်ထပ်ပုံတွေကြရင်ဆွဲတဲ့ခါကျရင်တက်ချာတွေထည့်ဆွဲရတော့ပါမယ်တက်ချာထည့်ဆွဲရဖြစ်တဲ့အတွက်အရင်ကလိုတော့ကျွန်တော်သိရ line တွေတော့ကြိုက်လို့ထည့်လို့မရတော့ဘူးပေါ့နော်စဉ်းစားရတော့မှာနော်စဉ်းစားမဲ့အပိုင်းတွေနည်းလေးပါလာပါလိမ့်မယ်ဒီနေ့မှာဘာကိုပြချင်တာလဲဥမာတိန်လားတိန်ဆိုရင် source ဖြစ်တယ် source ဖြစ်တယ်ဆိုရင်ဘယ်လို line ကိုသုံးပါလဲပေါ့အဲ့လိုမျိုးဆက်ပြီးတော့တွေ့ရအောင်မြေကြီးဆိုရင်ဘာမြေကြီးဆိုရင်မာတယ်ပေါ့မာတယ်ကြမ်းရှာတယ်မျက်နှာပြင်မညီဘူး okay မညီဘူးဆိုရင်မညီတဲ့ line တွေဘာကိုသုံးပါလဲပေါ့အပြက်ပြက်တွေသုံးပါလားကျွန်တော်တွန်းခောက်တာသုံးပါလားအဲ့တော့အပြန့်သုံးပါလားပေါ့အဲ့လိုမျိုးပြန်ပြီးစဉ်းစားပါဖြစ်ပါတယ်โอเคနောက်တစ်လိုင်းကျတော့ကျွန်တော်တို့ဒီ wave ပုံစံမျိုးသွားတယ်ပေါ့ဒါကကျွန်တော်တို့ဒီပြင်ပြားတွေတစ်သားတွေကျွန်တော်တို့ဒီမျက်နှာပြင်ကိုခွဲခြားရတဲ့အချိန်မှာကျွန်တော်အပြင်လိုက်ကြီးကျွန်တော်ဒါမျိုးတွေပေါ့ဒါမျိုးကျွန်တော်မျက်နှာပြင်ကိုခွဲသွားတဲ့အချိန်မှာအပြင်လိုက်တွေ့မှာပေါ့ဒီကောင်ဆိုရင်တကယ်ချင်းဒီကောင်တက်ချာမျိုးချက်ချေခဲ့သွားတာကျွန်တော်တို့ဒီမှာမီးအောင်မှာကြည်တိထားတယ်အပေါ်ဆေးပလာဝဲတော့လို့ပြတစ်သားဆိုတာနဲ့ဟိုတက်ချာလိုင်းကပါပြီးသားဒီကောင်ဆိုကျွန်တော်တို့ဒီမှာ cross jet ဖြစ်သွားတဲ့ပုံစံမျိုး line ကဆိုတော့နောက်တစ်ခုဒီကျွန်တော်တို့ဒီထောင်းပြသွားမယ်ပေါ့နော်အဲ့တော့ဒဲအတွက်လည်းဒဲသွားလေးရတယ်နော်ပုံစံကတော့ကျွန်တော်တို့ဒါဆွဲတဲ့သဘောတရားတွေပေါ့ကိုတားတက်ချာဆွဲတဲ့ခါကျရင်ကိုယ့်ရဲ့ပုံစံကဘယ်လိုပြောအောင်ပြန်ပြီးတော့ဆွဲမလဲဆိုတာဒီကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ရပေါ့ကျွန်တော်တို့ဒီမှာကတော့သဘောတရားပြန်ပြီးတော့လေ့ကျင့်နေရပြီတဲ့တို့ကတကယ်သုံးတဲ့ခါကျရင်တရားတရားတူမှာမဟုတ်ဘူးကိုယ်ဆုံးဖြတ်ချက်တိုင်းပဲပြန်ပြီးတော့ထွက်မှာโอเคနောက်တစ်ခုကျွန်တော်တို့ဒီမှာအဲ့တော့ wave သွားတဲ့ပုံစံမှာဆိုတော့ဒါပေမဲ့ wave ကအကြီးပါပဲဆိုတော့နောက်တစ်ခုဒီအမှထပ်ပြီးတော့မှဒီ line ရပြီဆိုတော့မှကျွန်တော်တို့ဒီအပေါ်ကနေထပ်ပြီးတော့ညီအောင်ပြန်ပြီးတော့သွားမယ်ခါရဲဆွဲမယ်နော်လက်ကမရက်သွားပါဘူးဒီအကွေးကောက်ဆွဲရတဲ့ကောင်တွေကလှတယ်ပမာတွေ့မှာဆိုကျွန်တော်တို့ဒီ Van Gogh က Starry Night မှာတွေ့ရလိမ့်မယ်အဲ့တော့ Starry Night မှာအဲ့ဒီတက်ချာရဲ့သဘောတွေပါပါတယ်သူကျတော့ brush stroke line လို့ခေါ်တယ်ပေါ့နော် inspiration နဲ့ brush stroke line ကဒီ brush ကို color ကို brush နဲ့တုပ်ပြီးတော့ brush အထူးတွေနဲ့ပြင်းဆိုချက်သွားတဲ့ပုံစံမျိုးโอเคနောက်တစ်ခုကကျွန်တော်တို့ညီပါတယ်နောက်တစ်ခုကကျွန်တော်တို့မြင်းခုံးတွေစမြင်းခုံးတွေသုံးပါပါနော်ကျွန်တော်ငါးကြီးကုန်လို့ထပ်သွားတဲ့ပုံစံမျိုးပါ USR ညီပါတယ်ပြီးတော့မှကျွန်တော်အဲ့ဒီထဲမှာအပေါ်နေပြန်စပြီးတော့မှ line တွေထပ်ဖြည့်တာပါ
ဒီကောင်တွေကကျွန်တော်တို့တိမ်နေပါတယ်မှာပြန်ပြီးတော့မှ soft line တွေကိုပြတဲ့အခါမှာသုံးပါတယ်အထက်ထက်တွေပေါ့တိမ်နေပေါ်ပြတဲ့အချိန်မှာဆိုရင်တော့ဒီကောင်တွေကိုဒီအထက်ရဲ့သဘောတရားပေါ့ရှေ့တဲ့နောက်ဆုံးဖြစ်နေတယ်ဆိုတဲ့သဘောတရားအဲ့ကောင်ကိုပြန်ပြီးတော့ပြနေမှာသုံးပါတယ်အဲ့ညမှာဆိုရင်တော့ခဲအောင်နည်းနည်းလေး pause ဆွဲရတယ်ပေါ့နော်အဲ့တော့နူးညံ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပေါ်ချင်တာဆိုရင်တော့ခဲအောင် pause ဆွဲရပါတယ်ခဲရအရင်ဖြစ်ရင် line ကမာကြီးဖြစ်နေမှာညီအောင်ပြန်ပြီးတော့ထည့်မယ်ပေါ့နော်ဆိုတော့အထဲမှာမြင်းခုံးတွေပြန်ပြီးထည့်ပါပါတယ်အပြည့်ထည့်ပါမယ်နော်โอเคနောက်တစ်ခုကကျွန်တော်တို့အဲ့ဒီမှာအပြည့်ဘက်တွေစုပါပြီဆိုတော့ဇုဇုပြန်ပြီးသွားတဲ့ပုံစံပေါ့နောက်ပြီးရှိပေါ့ပါကျွန်တော်ဝါထရံတွေပါဒီမှာပြန်ပြီးတော့တွေ့ရမယ့်ပုံစံဖြစ်ပါတယ်မြေကြီးရဲ့အစုစုတွေပြန်ပြီးတော့ပြရနေမှာသုံးပါတယ်အဲဒီ starry night ထဲမှာဆိုရင်ကျွန်တော်တို့ဒီအပင်တွေကိုပြရနေမှာဒီလိုမျိုး line တူတွေသုံးပါတယ်ဒါတစုချင်းပဲဆွဲပါပါလေလူချင်းပဲပြန်ပြီးတော့ချစ်သွားနော်ဆိုတော့ line တွေပါပဲ line တွေဆိုကျွန်တော်ရှေ့နောက်ကိုအရင်ဖိဖို့မကစားသေးဘူးကျွန်တော်အတူအပြက်ပြက်လေးတွေပါမြင်းပြက်တွေပေါ့ပင်တွေကျွန်တော်တို့အရွက်တွေကျွန်တော်အုံဆိုင်နေတဲ့အပင်တွေဆိုရင်ကျွန်တော်ဂျားထဲမှာ value အများကြီးထည့်နေတယ်ဆိုရင်အဲ့လိုမျိုး line ပြက်တွေတူတူလေးတွေအများကြီးသုံးပြီးတော့စိတ်နေအောင်ချစ်သွားလို့ရတယ်အဲ့ခါကျကျွန်တော်တို့ဒီမြင်းချောင်းတွေကပို့ပြီးတော့မှအဲ့မှာတိတ်တီးတယ်ပို့ပြီးတော့နှက်မှောင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြန်ပြီးတော့ပေါ်သွားလိမ့်မယ်
နားထဲမှာ space ရှိရယ်နော်โอเคနောက်တစ်ခုကျရင်ကျွန်တော်တို့ဒီအလဲထောင်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီလိုအလဲတစ်ခွက်ဒါကကျွန်တော်တို့ကျူထီယန်ခွက်တွေပါတယ်မှာတွေ့ရလိမ့်မယ်အဲ့တော့အလဲတစ်စုပြီးတော့ကျွန်တော်အထောင်တစ်စုပြီးတော့အလဲတစ်စုအထောင်တစ်စုအလဲတစ်စုပေါ့အထောင်အဲ့တော့ဒီမှာအလဲနဲ့စရင်အထောင်နဲ့ပြန်စရတယ်ပေါ့အလဲအထောင်အပေါ်ကလည်းအကွက်မတူဘူးเนาะဘယ်ညာလည်းမတူပါဘူးအလဲအထောင်အလဲဒီမှာအရင်ဆွတ်မများနဲ့အရင်စိတ်ပီတီကိုစိတ်ပီတီရမလို့ဘာလို့ဆိုတော့ဒီမှာပေါ့ပါပဲညီစီရမှမလို့တာအဓိကကျွန်တော်တို့တက်ချတဲ့သဘောကိုဖော်နေတာဖြစ်တယ်လို့အရှိက line ဆွဲတယ်လို့မဟုတ်ဘူးเนาะအရင်ညီစီရမလို့ညီရမယ်မဟုတ်ဘူးโอเคပြီးတော့ကျွန်တော်ဒီမှာအထောင်နဲ့စရင်အောက်ကအလဲနဲ့ပြန်စားတယ်ဒီကောင်ကကျွန်တော်တို့ညီရပေါ့ parallel ဖြစ်တဲ့ပုံစံပေါ့เนาะဒီ alternating လို့ခေါ်ပါတယ် alternating ဒီ dash line တွေပေါ့ alternating dash line တွေဒါပကြီးရဲ့အတန်တော့အမှန်ဆို alternating dash line လို့ခေါ်ပါတယ်ဒီကောင်ဆိုရင်ဒီကောင်လေးဆိုရင်ဒီအပေါ်ဆုံးကကောင်လေးဆိုရင်တော့ alternating parallel ပေါ့ဆိုအပေါ်ဘက်ကိုထောင်ပြီးသွားတဲ့ပုံစံလေးပေါ့အဲ့လိုရကျွန်တော်တို့ဒီကောင်ဆိုရင်တော့ alternating curve line တွေပေါ့နော်ဆိုတော့ဒါပကြီးတန်တော့မှန်ပါဆိုတော့ဒါမှအမှန်တော့ဘာသာပြန်တော့နည်းနည်းလေးတိုက်ပတ်တယ်ပေါ့နော်ဆိုတော့ဒီတိုင်းပဲပြန်ပြီးတော့ line ပုံစံပဲမှတ်ထားပေးပါဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာဆိုရင်အလဲထောင်ကျွန်တော်အပေါ်မှာကအလဲဆိုရင်အောက်မှာအထောင်ပြီးအလဲဆိုရင်အပေါ်မှာအထောင်ဆိုရင်အောက်ကအလဲနဲ့ပြန်စားတယ်ပေါ့အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ဒီစုသွားတဲ့အစုလေးတွေရဲ့အကွာဝေးတော့လည်းသတိထားပြီးတော့ညီအောင်ညှိပါဆိုတော့အရင်မကျင်းလုံးမကျယ်လုံးပေါ့ညီညောင်းနေပူးသွားလို့ရတယ်နော်ညီရမလို့ပူးသွားလို့ရတယ်ထိသွားလို့ရတယ်ဆက်သွားလို့ရတယ်ထီယံကပုံစံမျိုးတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီစုံရက်တစ်ခုမှာသွားပြီးတော့မှစုပြီးတော့မှဖြာထွက်သွားတဲ့ line တွေဆိုတော့ဒီကောင်ကတော့ကျွန်တော်တို့ဒီစုံချက်နဲ့သွားပြီးတော့ဆိုင်နေပေါ့အဲ့တော့ကိုကနေပြီးတော့စုံချက်တစ်ခုမှာသွားစုတယ်ပြီးရင်ဖြာထွက်တယ်ပြန်ကားသွားတယ်ဆိုတော့ကျွန်တော်တို့ဒီအဓိပ္ပာယ်ကိုဖော်တဲ့ပုံစံပေါ့ဆိုတော့ဒါတော့ကျွန်တော်တို့ဒီမြင်းဆောင်သုံးပြီးတော့ဖော်တဲ့ပုံစံဖြစ်တယ်ကျွန်တော်ဒီတောင်းကနေပြန်စမယ်စပြီးတော့မှကျွန်တော်တို့ဒီမှာအပြင်ဘက်ကိုပြန်ပြီးတော့မှစောင်းသွားမယ်ပြင်ကတော့ normal line တွေပဲတွားပြီးတော့မစုံအထဲမှာစုံပါအပြင်က normal ပဲเนาะဆိုတော့အထဲကျတော့မှကျွန်တော်တို့ဒီမှာသွားစုံမယ်ပေါ့
ရှေ့ရောက်ရင်ကျင်းသွားတယ်ရှေ့ရောက်ရင်ကျင်းသွားတယ်ရှေ့ရောက်ရင်ကျင်းသွားတယ်အလေကတော့တဲ့ပဲပေါ့ဆိုတော့အောက်ကနေပြန်ဆွဲလိုက်ရတယ်ဒီအောက်ကနေပြီးတော့မှဒီမှာသွားပြီးတော့ကျင်းသွားတယ်ဆိုတော့ဒီအပေါ်မှာအပေါ်နဲ့အောက်နဲ့ကတဲ့နော်အပေါ်နဲ့အောက်နဲ့ကတက်တက်လေးပဲဖြစ်ပါတယ်ဆိုတော့ဒီအပေါ်နဲ့အောက်နဲ့မှာသွားပြီးတော့မစုံသေးပါဘူးဒီကောင်တော့ကျွန်တော်တို့ပြန်ပြီးတော့မှပဲလေဖြစ်တဲ့ကောင်ပေါ့ဒီရှုပ်ကုန်ပါသလိုဒါကကျွန်တော်တို့ကိုဖော်ပြခြင်းတဲ့ဟာကိုဒီမှာဖောက်ထွင်းပြီးတော့မှဒီမှာစုံချက်တစ်ခုအနေနဲ့ဖောက်ထွင်းပြီးတော့ပြသွားတာဒါကကျွန်တော်တို့ straight line မှမဟုတ်ဘူး curve line နဲ့သုံးလို့ရတယ် curve line မှာလည်းလို့ဒီညီနေတဲ့အချိန်မှာရုပ်တရက်ကြီးကျွန်တော်တို့ဒီခြိုင်သွားတာမျိုးမြင့်သွားတာမျိုးပေါ့အဲ့လိုမျိုးပြခြင်းတဲ့ကောင်တွေမှာသုံးပါတယ်တခြားတွေကအများကြီးပဲနော်တခြားတွေကအများကြီးပဲပေါ့တော့နေအောင်ကုန်တော့မကုန်ပတ်ဝန်းကျင်လိုက်ကြည့်မြင်သမျှအကုန်လုံးမျက်နှာပြင်အကုန်လုံးကတက်ချာအသွေးသဘောရှိပြီလားမရှိဘူးဆိုတာမရှိဘူးတော့သွေးတောင်မှပြစ်တာတို့ကျဲတာတို့သိရမလားအဲ့တော့သွေးကျဲတယ်တို့သွေးပြစ်တယ်တို့ပါလို့ရှိသေးရမှာအဲ့တော့သွေးပြစ်တယ်ဆိုတာအဲ့လိုဒီအရေရဲ့ liquid ရဲ့အတိတ်ကြီးတာများသွားတဲ့အချိန်မှာပြစ်သွားတယ်ပေါ့နော်ဆိုတော့အတိတ်ကြီးတာများသွားတယ်ဆိုရင်ကျွန်တော်တို့ဒီအကြီးနဲ့ပြန်ဖော်မယ်ဆိုရင်နီးပြပြအရာပေါ့အနီရောင်ကနည်းနည်းလေး value ထည့်ပြီးတော့ဆွဲသွားတယ်ပေါ့အဲ့လိုမျိုးပေါ့နော်သွေးကျဲသွားတယ်ဆိုရင်အနီရောင်နည်းနည်းလေးဖြော့ဆွဲသွားတယ်ပေါ့အဲ့လိုမျိုးသဘောတရားရှိပြီးသားဆိုတော့တခြားမရှိတဲ့နေရာဟုတ်မရှိတော့ပဲရေပဲမရှိရင်မရှိပါရေကတော့ကျွန်တော်တို့ဒီလောကအယောင်နိုင်ရတာမရှိရဖြစ်တဲ့အတွက်သူ့ပဲမရှိမှာပြီးတော့ရင်လေပေါ့ဟို gas တွေလည်းရှိရပေါ့နော်ဟိုရေနဲ့လေနည်းကလွဲပြီးတော့ကျန်တာတွေကအကုန်လုံးရှိပါတယ်တခြားလေကတော့ကျွန်တော်တို့ဒီအနက်တော့ခံလို့ရတယ်ဒါပေမဲ့အရသာမရှိဘူးမမြင်ရလို့မြင်ရတဲ့ကောင်ဆိုရင်ချီအောင်ပါရေကြတော့ကျွန်တော်တို့ဒီမြင်ရတယ်ဒါပေမဲ့အယောင်မရှိလို့အဓိကတော့အယောင်ကြောင့်လည်းပါတယ်ပေါ့နော်အယောင်ကြောင့်လည်းတခြားသဘောပေါ်နေတာဖြစ်ပါတယ်โอเคနောက်တစ်ခုဒီအပေါ်အားလိုမျိုးကျွန်တော်တို့ဒီအသားမြင်နေလိုမျိုးချိုးချက်ခတ်နေအောင်ပြန်ပြီးတော့ထည့်ရင်အဲကောင်တွေကပို့ပြီးတော့မှတိတိကျပိုများသွားတဲ့သဘောရောက်တယ်။ကြောင်နေဆိုရင်အများကြီးပြန်ထည့်တဲ့ခါကျရင်ကျွန်တော်တို့ value ပိုများသွားတယ်ပေါ့။ဆိုတော့ value များတဲ့ခါကျရင်ကျွန်တော်တို့ပို့ပြီးတော့မှတိတ်တီးတယ်ပို့ပြီးတော့မှထူထဲတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြန်ပြီးတော့ပေါ်သွားမှာ။ဒီကောင်တွေမှာညီတဲ့ဟာလည်းရှိရမညီတဲ့ဟာလည်းရှိရပေါ့။ညီရမညီရတဲ့အဓိကတော့တက်ချာတဲ့သဘောကဘာလဲပေါ့ကျွန်တော်ဗမာပြန်ပြီးတော့သုံးလို့ဆိုတော့ပြန်ပြီးတော့သိအောင်မယ်။နောက်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့မှ cube ပဲပုံစံမျိုးဆိုတော့ဒီကောင်ကတော့ကျွန်တော်တို့ဒီကြောက်တုံးတွေဘာတွေမှာတွေ့ရမယ့်ပုံစံမျိုးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီအာတစ်မြစ်တွေတစ်ပင်တွေရဲ့ကျွန်တော် avoid တွေစုံချက်တွေမှာတွေ့ရမယ့်ကောင်မျိုးဖြစ်တယ်ကြောက်ကျွန်တော်တို့ဒီမှာဆက်ပြီးသွားမှာပဲဒီ key ဘက်ကကျွန်တော်မညီပါဘူးဆိုတော့ဒီမှာပြန်ပြီးတော့မှအတွန်းအခောက်တွေပြန်တက်လို့ရပါတယ်မညီနေဘူးเนาะဒီဘက်ကိုသွားထိတယ်အကြီးသေးပါလို့ရတယ်
ကျွန်တော်ခရုဘက်ကိုမှမညီအောင်ဆွဲရပါတွန်းတုံလေးနဲ့ပြီးသားကျွန်တော်တို့ဒီမှာပြန်ပြီးတော့မှမြင်းမက်တွေပြန်ပြီးတော့ခုနကဟိုးပေါ်ကဦးတချာနဲ့ပြန်ပြီးပေါင်းပါဒီမြင်းမက်တွေပြန်ပြီးထည့်ပါနော်ကျွန်တော်တို့မှကြည့်လိုက်တစ်လုံးကိုထိတ်ဖြတ်ထားတဲ့ပုံစံမျိုးဖြစ်သွားပြီလားအဓိကကပဲကျွန်တော်တစ်လုံးထိတ်ဖြတ်ထားတဲ့ပုံစံမှာမြင်ရတဲ့ပုံစံမျိုးပဲဆိုတော့ဒီထဲကိုလိုက်ပြီးတော့ black ချက်ကြီးအတစ်ပင်ငုတ်တူလေးဖြစ်သွားမှာနောက်တစ်ခါကျွန်တော်တို့ဒီရင်းနှွဲ့နေတဲ့အပင်တွေပေါ့မီးတောက်မီးလျံတွေပေါ့ဆိုတော့အဲဒီကောင်တွေမှာတွေ့ရမယ့်ပုံစံမျိုး line နဲ့ပြမယ်ပေါ့နော်ဆိုတော့ရင်းနှွဲ့ပျော့ပြောင်းကနေတယ်ပေါ့လေးပြရင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့မှာပြတဲ့ပုံစံမျိုးဆိုရင်တော့ကျွန်တော်တို့ဒီမှာမြင်းကွေးတွေပြန်ပြီးသုံးမှာကျွန်တော်တို့ဒီမြင်းခုံမြင်းကွာပေါ့တတိယပြကျွန်တော်တို့ဒီ curly line တွေပေါ့နော် sorry curvy line တွေပါ CY VY ပေါ့ curvy line တွေပြန်ပြီးသုံးပါမယ်ဆိုတော့အပေါ်ကနေပြန်စမယ်ပေါ့လုံးဝပျော့ပြောင်းနေအောင်ဆွဲရပါတယ်ဖန်ဂိုးရဲ့ Starry Night ရဲ့သူ့ရဲ့ဟိုအထင်ကရဝက်တစ်ချတဲ့ပင်ကြီးပေါ့ဆိုတော့အဲ့ဒီမှာသူဆွဲသွားတဲ့ပုံစံမျိုးပါပျော့ပြောင်းနေတဲ့ပုံစံမျိုးဆိုတော့အပြင်ဘက်ကိုကျွန်တော်တို့ပြန်ပြီးတော့အရင်ဆုံးစထည့်မယ်ပေါ့ပြီးတော့မှကျွန်တော်တို့အထဲကိုပြန်ထည့်ပါအထဲကိုကျတော့ကိုအပြင်မှာဆွဲထားတဲ့ cup line ရဲ့ပုံစံမျိုးပြန်ကောက်တယ်ပေါ့နော်ပုံမှာသွားပြီးတော့စုပါတယ်အောက်မှာပြန်ခွဲတယ်ကျွန်တော်တို့ဒီလုံးဝညီနေတဲ့ subject ကနေပြီးတော့ကျွန်တော်တို့ဒီမှာချက်ချင်းလို့ဖောက်ထွက်ပြီးတော့မှကိုယ်ကောက်သွားတဲ့ပုံစံမျိုးပေါ့ဒါမျက်နှာပြင်အရောတွေနော်အဲ့တော့ညီနေတဲ့ကောင်ရဲ့ကျွန်တော်တို့ဒီတက်တက်ကြီးကောက်နေတဲ့ကောင်ရဲ့ပေါ့နှစ်ခုပါတယ်တစ်ခုလည်းမဟုတ်ဘူးနော်line တွေကကြည့်ရတာ line လွယ်လွယ်လေးဆိုပြီးတော့မတွေ့လိုက်နဲ့ line ကြီးတက်မှုကပကြီးမှာသူမရအောင်ဆိုရင်ကျွန်တော်ဆက်သွားဖို့တော့လုံးဝမဖြစ်နိုင်ဘူးသူကလုံးဝအားလုံးအခြေခံသူဆရာကြီးပေါ့သူကခေါင်းကြီးပေါ့ခေါင်းကြီးကိုမကင်ခေါင်းကြီးကိုမကင်ကျန်တဲ့တပည့်တွေတော့ကင်လို့မရဘူးเนาะဖြုတ်ချက်ကသွားလိမ့်မယ်ယူသွားလိမ့်မယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ဒီမှာဒီကနေပြီးတော့ပြန်ပြီးတော့သွားဒီမှာကြီးကကျွန်တော်တို့ဒီမှာကြီးလိုက်ဒီမှာအပင်ရဲ့ရိမ့်နေတဲ့ပုံစံပေါက်ပေါ်သွားပြီမလားအဓိကကပဲကျွန်တော်တို့ဒီမှာမျက်နှာပြင်နှစ်ခုအရောဆိုတာကျွန်တော်တို့ဒီပေါ်မှာကလုံးဝကျွန်တော်တို့ညီတဲ့ကောင်အဲ့ဂျားထဲမှာမှကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့ဒီ highlight ကို line နဲ့ဖောက်ထွက်သွားတာဆိုတော့အဲ့ဒါလေးပဲပြန်ပြီးတော့နားလေရမယ်ကျွန်တော်ရှေ့မှာရိုးရိုးရှင်းရှင်းလေးပဲတည်တယ်ကျွန်တော်တို့ဘာမှမဟုတ်သေးဘူးရှေ့မှာပုံဆွဲနေရဆိုတာကကျွန်တော်တို့ဒီပုံမှန်အတိုင်းပဲရိုးရိုးသားမှန်အတွေးလေးနဲ့ပဲကျွန်တော်တို့ဆွဲနေရအခုဒီကတော့အခုနောက်တစ်ဆင့်ကတော့မရတော့နောက်ဆင့်ကျရင်ကျွန်တော်တို့ဒီအဲ
ရှစ်ချိန်မြောက်ကစပြီးတော့မှထပ်တွေးရအောင်ဘာလို့ဆိုနောက်ပိုင်းကျရင်ကျွန်တော်လာတော့မယ် Venetian line တွေအဲ့တော့မြင်ရတဲ့ line တွေမမြင်ရတဲ့ line တွေစုံချက်တွေစုံမှတ်တွေပေါ့ perspective တွေလာတော့မှာအကြိုင်တော့ပို့ပြီးတော့ရှုပ်မှာโอเคကျွန်တော်တို့ဒီမှာ total 15မျိုးအဲ့တော့ပြီးတော့ကျွန်တော်တို့ဒီမှာဒီဟာကိုရပြီဆိုရင်နောက်တစ်ရက်မှာဗာဒီကောင်ကထပ်ပြီးတော့နောက်တစ်ရက်လေ့ကျင့်တရားမလို့လေ့ကျင့်မလို့ပဲနဲ့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်နောက်တစ်ရက်မှာ home အနေနဲ့ပေါ့နော်နောက်တစ်ရက်မှာကျွန်တော်တို့ဒီလိုမျိုး15ခွက်ချမယ်ချပြီးသွားရင်ကိုယ့်ရဲ့အိမ်နာမှာရှိတဲ့ဟိုတက်ချလိုင်းရဲ့သဘောကိုအဲ့15ခွက်ထဲမှာရှာပြီးတော့ဆွဲရမယ်ပြောချင်တာကဗျာထားပါတော့ကျွန်တော်အခုဒီမှာอืมဒီစာအုပ်ပေါ့စာအုပ်ရဲ့သဘောဆိုရင်များစာအုပ်ရဲ့သဘောဆိုရင်အဲ့တက်ချကိုဘယ်လိုမြင်အောင်ကြည့်မယ်ဆိုတော့ကျွန်တော်ပြောရမယ်တက်ချကိုဘယ်လိုမြင်အောင်ကြည့်ရဆိုရင်ကျွန်တော်ဒီတိုင်းပုံမှန်ဆိုရင်တော့တချို့တက်ချတွေကနေ့လေအလင်းအောင်လည်းမြင်ကောင်းမြင်ရနိုင်တယ်တချို့တက်ချတွေကအဲ့လိုဒီလိုမီးရအောင်ကြာမှပြန်ပြီးတော့ပေါ်တဲ့ကောင်တွေရှိတယ်ဥပမာဒီလိုမျိုးအမဲရအောင်မှာခံရတဲ့တက်ချတွေပေါ့ဆိုတော့အဲ့ဒီ15မျိုးရှာမှာ15မျိုးရှာမယ်ဆိုတာလေကျွန်တော်တို့အခုဒီမှာ pocket တက်ချဆိုကျွန်တော်ဒီမှာကြည့်တယ်တက်ချကြည့်ရင်ဒီလိုမျိုးအကွဲချောင်းလေးဒီမှာမြင်နေရတယ်လေသာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာအဲ့လိုအကွဲချောင်းလေးမြင်ရတယ်โอเคအဲ့ဒါကိုကျွန်တော်တို့ကဒီထဲမှာပြန်ပြီးတော့ဆွဲမဲ့ဆိုရင်ဒီလိုအကွဲချောင်းတက်ရှာလိုမျိုးပြန်ပြီးတော့ထည့်မှာဒါစာအုပ်ကတက်ရှာပဲဒါစာအုပ်အဖုံးမှာမြင်ရတဲ့တက်ရှာလိုင်းပဲရှာမယ်နော်ရှာမယ်ဖွင့်မယ်ပေါ့အိမ်မှာရှိတဲ့ပစ္စည်းတွေဒါမှွေနောက်ရှာပြီးတော့15မျိုးပြည့်အောင်ရှာပါမယ်မတူညီတဲ့တက်ရှာလိုင်းတွေဒါကျွန်တော်အခုစာအုပ်မှာမြင်ရတယ်တေချာကြည့်ဖို့လိုရယ်နော်ကြည့်တာအောင်လည်းပြန်ပြီးတော့လေ့ကျင့်ခိုင်းတာဖြစ်တဲ့အတွက်ပြန်ပြီးတော့မြင်တတ်ဖို့လိုရယ်ပေါ့နော်တေချာကြည့်ပါအပေါ်ရင်မကြည့်နဲ့အပေါ်ရင်ကြည့်ရင်မတွေ့ရဘူးဆိုတော့အဲ့လိုမျိုးကျွန်တော်ဒီမှာထဲထဲဝင်ကြည့်ဒီမှာကျွန်တော်ဆိုရင်ဒီမှာစာအုပ်မှာအကွဲကြောင်းတွေရှိတယ်အဲ့ဒီအကွဲကြောင်းတွေကျွန်တော်ပြန်ပြီးတော့မှဆွဲတဲ့ခါကျရင်အဲ့လိုမျိုးလာမျိုး line တွေပြန်ထွက်မှာဆိုတော့နောက်တစ်ရက်မှာကဒီဟာကိုပြန်ပြီးတော့မလေ့ကျင့်ဘူးတကယ်လို့ဒီဟာမရသေးဘူးမကျင်တဲ့သေးဘူးဆိုရင်ထပ်ပြီးတော့လေ့ကျင့်တာတော့ကိုယ့်အတွက်ပို့ပြီးတော့ကောင်းတယ်ပေါ့ဒီဟာ2ရက်လောက်ရပြီဆိုတော့မှနောက်တစ်ရက်ကိုထပ်ပြီးတော့မှ15ခွက်ချပြီးတော့ကိုယ့်ရဲ့အိမ်မှာရှိတဲ့တက်ရှာဥပမာဆိုကျွန်တော်တို့ tissue ပေါ့ tissue ရဲ့တက်ရှာဆိုရင်များထားပါတော့ကျွန်တော်တို့ဒီမှာ tissue တစ်ရွက်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာသူ့ရဲ့တက်ရှာဆိုရင်တက်ရှာထဲထဲဝင်အဲ့လိုမျိုးစိုက်ကြည့်ရကြည့်စိုက်ပြီးတော့ကြည့်မှာပုံထဲမှာရှိတဲ့အဓိကကြတဲ့အကြောင်းအောင်မြင်ပါဒီကောင်ဆိုရင်ကျွန်တော်တို့ဒီမှာ parallel ဖြစ်တဲ့ line တွေတွေ့ရလိမ့်မယ်ဆိုတော့အဲ့ကောင်ဒီကောင်ရဲ့တက်ရှာဆိုရင်ဒါမျိုးသွားတယ်ဒါမျိုးပေါ့အဲ့ဒါ tissue သားရဲ့တက်ရှာ line မျိုးပဲဆိုတော့ဒီပုံမှာရှိတဲ့ပုံကြီးကိုကြည့်ခိုင်းတာမဟုတ်ဘူးเนาะပုံကိုကြည့်ခိုင်းတာမဟုတ်ဘူးဒီဟာကိုဖွဲ့စည်းထားတဲ့သူ့ရဲ့အသားမာတယ်ပျော့တယ်ကြမ်းတယ်ချောတယ်အဲ့ဒီသဘောကိုပြန်ပြီးမှမြင်အောင်ပြန်ပြီးတော့လေ့ကျင့်ခိုင်းတာဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်ဒီဘက်အတွက်လောက်ရမယ့်ပုံစံဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကြည်စည်း15မျိုးရှာပါရှာပြီးတော့ကျွန်တော်တို့သူ့ရဲ့တက်ရှာ line တွေကိုကြည့်ပါအဲ့ဒါမှကျွန်တော်တို့ပကြီးဆွဲတဲ့အခါမှာမြင်တတ်မှာမြင်တတ်တော့မှအဲ့တက်ချာကိုမြင်တတ်တော့မှကျွန်တော်တို့ values နဲ့ပေါင်းပြီးတော့ကိုယ့်ရဲ့ပုံမှာပေးခြင်းတဲ့ message ကိုပြန်ပြီးတော့ထိထိမိမိနဲ့အသက်ဝင်အောင်ပေးနိုင်မှာပုံစဲခါမှာဖြစ်တဲ့တော်များ beginner တွေဘာဖြစ်လဲဆိုရင်ပုံကြီးကမကြွဘူးဘယ်ကြွမလို့ပုံကကျွန်တော်တို့ချောရမယ့်နေရာမချောကြမ်းမယ့်နေရာမကြမ်းအကွေးကောက်ရှိရမယ့်နေရာသပင်ဖောင်းကြွမယ့်နေရာနက်မှောင်မယ့်နေရာမှာပုံမပေါ်တာဘလို့ကြွအောင်လဲပုံကဆိုတော့အဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ပြန်ပြီးတော့မှဒါတက်ချာရဲ့သဘောကိုနားလည်ဖို့လိုပါတယ်ဆိုတော့ဒီဟာဒီကျွန်တော်ဒီဘက်လောက်ရမယ့်ဟာဖြစ်ပါတယ်ဆိုတော့15ခုပါ15ခုကိုကျွန်တော်တို့ပြန်ပြီးတော့မှရှာလာခဲ့မယ်ရှာပြီးသွားရင်ကျွန်တော်တို့အဲ့15ခုကိုတေချာကြည့်ပါအပေါ်ရန်မကြည့်ပါနဲ့တချို့ပုံတွေကကျွန်တော်ပြောတယ်နော်မီးရောင်အောင်မှာအလင်းပြန်ပြီးတော့ကြည့်မှမြင်ရတဲ့တက်ချာတွေရှိတယ်လို့တချို့ကျွန်တော်တို့တက်ချာတွေကြရင်တော့ဒီတိုင်းပဲမြင်ရတဲ့ကောင်တွေရှိတယ်ဥပမာဆိုကျွန်တော်တို့ဒီနားချက်တန်းတက်ချာဆိုရင်လည်းထားပါတော့ဒီဂွန်းတက်ချာပေါ့ဂွန်းဆိုရင်ကျွန်တော်တို့ဒီမှာအမွေးလေးဖွာလန်ကျဲနေရပါတော့ဆိုတော့အဲ့ဒီမွေးလေးဖွာလန်ကျဲတဲ့ကောင်ဆိုကျွန်တော်တို့ဒီကောင်ဆိုရင်ဒါမျိုးဖြစ်မှာလုံးဝဟိုရှုပ်ရက်ခတ်ပြီးတော့မှမွေနောက်တဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးထပ်သွားလဲရပြဿနာမရှိဘူးဆိုတော့အဓိကအဲ့လိုမျိုးမြင်တတ်ဖို့ပဲဆိုတော့ဒါကကျွန်တော်တို့15မျိုးဖြစ်ပါတယ်နောက်တစ်ခုကကော်တွေကိုရှောင်ပါထပ်ပြောလိုက်ပါမယ်ကော်တွေမှာတခြားခြားတာရမ်းခတ်တယ်နော်ကော်တွေမျက်နှာပြင်ချောတဲ့မှန်လိုကောင်တွေတန်လိုကောင်တွေအဲ့ကောင်တွေကရှောင်ဖို့လိုတယ်ပေါ့အုတ်ခဲတွေပါရတယ်အဲ့နေရန်ကြမ်းတဲ့ကောင်တွေမှာတော့တခြားရှိတယ်ဥပမာတိရွက်တွေရတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိရဲ့အဲ့တော့
တိရွက်တွေကတက်ချာတွေတိပင်ရတက်ချာတွေရတယ်ပန်းပွင့်ရဲ့တက်ချာလိုင်းတွေရတယ်ဥပမာဆိုပန်းပွင့်ဆိုရင်ပြတယ်မျိုးအဖောင်းလေးပြန်ပြီးတော့ခွေးသွားမယ်ပေါ့အဲ့တဘောပြတာပါဆိုတော့ကော်တွေရှောင်းပါဒီလူအားလောက်ထားတဲ့ပစ္စည်းတွေပေါ့ဥပမာဆိုရင်ကော်တွေတန်တွေမျက်နှာပြင်ပြောင်းဖြစ်တဲ့ကောင်တွေကိုရှောင်းသင့်ပါတယ်ဒီတတ်ထုတွေပေါ့နော်တတ်ထုဆိုရင်တက်ချာလိုင်းရှားတာခတ်ပါတယ်အရန်နဲ့ကျွန်တော်တို့ဒီမျက်နှာပြင်ကချောလေပို့ပြီးတော့ရှားတာခက်လေဖြစ်သွားပါလိမ့်မယ်ဆိုတော့ဒါကတော့ကျွန်တော်တို့15မျိုးကကိုကြိုက်တဲ့တက်ချာလိုင်းကိုပြန်ပြီးတော့မှရှာပြီးတော့ထည့်ပါမထက်စိန်နဲ့အများကြီးရှိရနော်အများကြီးရှိတော်ကြရှာလို့မတည်ဘူးလို့ဖြစ်ပါဆိုတော့တိတ်ချကြည့်ပါမြင်အောင်ကြည့်တတ်ဖို့လိုတယ်ပေါ့နော်မြင်အောင်ကြည့်မှာပဲမြင်မှာဖြစ်ပါတယ်ဆိုတော့ဒါဒီကျွန်တော်ကိုယ့်ဘက်ကနေပြီးတော့မှဒီဘက်လုံးမဲ့ဟာပါတယ်ဒီကောင်မကျေနပ်သေးဘူးဆိုနောက်တစ်ရက်ထပ်ပြီးတော့လေ့ကျင့်ပြီးတော့မှကျွန်တော်တို့ထပ်ပြီးတော့ရေးဆွဲဒီကောင်ရပြီဆိုတော့မှသာလေးနောက်တစ်ရက်မှာတက်ချာလိုင်း15မျိုးဆိုတော့ထောင်ပြီးတော့ဆိုတဲ့ကျွန်တော်တို့လှဲပြီးတော့ဆိုတဲ့အဓိကဒီထဲမှာပဲဒီလိုဘလို့ဖြစ်ရတယ်အဓိကကျွန်တော်တို့ဒီထဲမှာပါနေဖို့ပဲတက်ချာပါနေဖို့ပဲအဲ့တော့မြင်တတ်ဖို့ပဲပေါ့ပြီးတော့နောက်တစ်ခုကဖုန်းထဲမှာ GRID Grid Drawing ဆိုတဲ့ application တစ်ခု download ပေးပါ Grid Drawing Grid ချခိုင်းလို့မဟုတ် Grid ချပြီးဆွဲလို့မဟုတ်ကျွန်တော်နောက်ဘက်ကျရင်ကျွန်တော်တို့ဒီ OR တွေနဲ့ပြန်ပြီးတော့ reference ယူပြီးတော့ဆွဲမယ်ပေါ့နော်အဲ့တော့ OR တွေမှာဘယ်လိုမျိုးကျွန်တော်တို့ဒီ OR တွေရဲ့ legend ဖြစ်တဲ့ပုံစံကိုလည်းရှင်းပြမယ်ဘာကြောင့်ကျွန်တော်တို့ဒီ OR တွေမှာ legendary ဖြစ်သွားလဲပေါ့နော်ဘာကြောင့်လူတွေတန်ဖိုးထားွားဆိုတဲ့အဓိပ္ပာယ်ကိုလည်းပြန်ပြီးတော့မှရှင်းပြမယ်ဆိုတော့မှတ်ထားပေးပါ application နာမည်ကတော့ GRID Grid Drawing ပါဆိုအယူဆတွေကျွန်တော်တို့ပြန်ပြီးတော့ရှင်းပြခြင်းလို့ပါအဲ့တော့ပုံတစ်ပုံကျွန်တော်တို့ပြန်ပြီးတော့မှကြည့်ဆွဲတဲ့အခါမှာဘယ်လို reference ယူရလဲပေါ့ကျွန်တော်ဒီက print ထုတ်ခိုင်းရင်အခက်အခဲတွေဖြစ်မှာဆိုလို့ကျွန်တော်တို့ print ထုတ်ခိုင်းတော့အဓိကကျွန်တော်တို့စာရွက်ကို print ထုတ်ပြီးတော့ပေတန်းလိုက်ချဆိုပြီးတော့မှလိုမျိုးဆွဲခိုင်းတင်တာပေါ့GRID DRAWING Grid Drawing ဖြစ်ပါတယ်Grid Drawing ကအစိမ်းရောင် application လေးပါ Play Store မှာလည်းရှိပါတယ် App Store မှာလည်းရှိပါတယ် Grid Drawing မှာကျွန်တော်ဒီကသုံးတဲ့ပုံစံကိုလည်းပြပါမယ်ဘယ်လိုမျိုးပြန်ပြီးတော့မှကျွန်တော်တို့နေရာယူရတယ်ပေါ့အဓိကကျွန်တော်တို့ major နဲ့ minor ကိုရှာမှာပုံထဲမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကတော့ဒီ print ထုတ်ထားတဲ့စာရွက်နဲ့ပြမယ်ကိုကတော့အဲ့ grid ထဲမှာပြန်ပြီးတော့ပြန်ချမယ်ပေါ့နော်အဲ့တော့တလက်မကွာချဖို့မဟုတ်ဘူးနော်ကြိုပြလိုက်ပါတယ်ဒီကြ grid နဲ့တင်မလားဆို grid နဲ့တင်မှာမဟုတ်ဘူးကျွန်တော်ဆွဲရမှာလက်တိုင်းမှာဆွဲရမှာဆိုတော့အဲ့ဒါမှကျွန်တော်ဘယ်လိုပြန်ပြီးတော့မှကိုယ့်ရဲ့ပုံကိုဒါနောက်ပိုင်းကျရင်ဒီ application မလိုတော့ဘူးဒါကစခြင်းမှာအထောက်အကူဖြစ်အောင်ဒီဟာကြီးကိုပဲအားကိုးရမှာမဟုတ်ဘူးနော်နောက်ပိုင်းကျွန်တော်တို့ကြောင်းသွားပြီဆိုရင်ဒီဟာလည်းမလိုတော့ဘူးဒါခဏသုံးဖို့ပဲယာယီပဲဆိုတော့ grid drawing ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပြီးတော့ရင် Telegram group ရဲ့မှာပုံလေးရိုက်ပို့ထားလိုက်မယ်ပေါ့နော် grid drawing ရဲ့ application ရဲ့ပုံ Play Store မှာသွားချကြည့်ပါအဲ့တော့ဒီအစိမ်းရောင်လေးဖြစ်ပါတယ်အစိမ်းရောင်လေးရှိတယ်ကျွန်တော်ဒီက screen share ပြရင်ဒီ map နဲ့တူမှာမဟုတ်ဆိုတော့ Play Store မှာရှိပါတယ် mobile phone နဲ့သုံးမှာဖြစ်တဲ့အတွက် mobile phone နဲ့ပဲကျွန်တော်ပြန်ပြီးတော့ထည့်ထားပေးပါဖုန်းနဲ့ရတယ်ဘယ်လိုပြန်ပြီးတော့ကြည့်ဆွဲမလဲပေါ့ဘယ်လိုပြန်ပြီးတော့နေရာချမလဲပေါ့အဓိကတော့ conversation နဲ့ကြည့်ဆွဲမဲ့ပုံစံကိုဒါပြန်ပြီးတော့သိနေချင်တာဖြစ်ပါတယ်ဆိုတော့နာမည်ကတော့ grid drawing ပါဒါလောက်ရမယ့်နှစ်ခုနော်တက်ချာလိုင်း15မျိုးရှာရမယ်ပြီးတော့ကျွန်တော်တို့ grid drawing ဆိုတဲ့ application နောက်တစ်ခုကျရင်ကျွန်တော်တို့ဒီ Google မှာသွားပြီးတော့မှ line တွေ reference ပြန်ပြီးတော့ရှာတော့က Google မှာသွားပြီးတော့ကျွန်တော်တို့ဒီ100 page တွေကိုသွားရှာတာသိရမလားဆိုတော့အဲ့100 page တွေမှာဒီ Van Gogh Starry Night ကို download ဆွဲထားပေးပါ Vincent Van Gogh ရဲ့ Starry Night download ဆွဲထားပါမယ် Van Gogh ရဲ့ Starry Night နော်ပြီးတော့နောက်တစ်ခုကအဲ့ Van Gogh ရဲ့ Starry Night ကကျွန်တော်တို့နမူနာထားဆွဲရမယ့်ပုံစံနောက်တစ်ခုကကျွန်တော်အဲ့ထက်မှာ100 page ထဲမှာ landscape ပါတဲ့ကောင်တွေရှိတယ် landscape တွေအဲ့ထက်မှာကိုကြိုက်တဲ့ landscape တစ်ခုကို download ဆွဲထားဘယ်လိုစစ်ရဆိုတော့သိရမလား Google ကနေပြီးတော့ဆိုတော့လက်နဲ့ဖိပြီးတော့ download ဆွဲလိုက်ပါဆိုတော့နှစ်ခုနော်ဒီ Starry Night ကကျွန်တော်တို့ဒီ reference use ဆွဲရမှာကြိုးလိုက်ပါတယ် Starry Night ကကျွန်တော် reference use ပြီးတော့ဆွဲရမယ်နောက်တစ်ခါကကျွန်တော်တို့ကိုကြိုက်တဲ့အဲ့100 page နေတွေကကိုကြိုက်တဲ့တကားကို download ဆွဲထားပါဒါမှမဟုတ် save ထားလိုက်ပါဆက်ဝင်ကြောင်းမရိုက်ပါနဲ့ download ဆွဲလို့ရတယ် save လို့ရတယ်အဲ့တော့ Google မှာသွားပြီးတော့မှ what 100 famous painting ဆိုပြီးရှာလိုက်ပါအဲ့မှာဆိုကျွန်တော်တို့ဒီပကြီးကားအကားတွေဟာခုနှစ်တွေနဲ့ဆွဲတဲ့ပုံစံတွေကြာလာပါလိမ့်မယ်ဆိုတော့အဲ့ဒါလည်းကျွန်တော်နောက်ဘက်ကိုရှင်းပြမယ်ရှင်းပြပြီးတော့ကျွန်တော်တို့ဘာကြောင့်ဒီဟာတွေကဒီလို brush stroke line တွေကဘယ်လိုပြန်ဆွဲသွားတယ်ကျွန်တော် line နဲ့ဘယ်လိုပြန်ပြမှာဆိုတဲ့အဓိပ္ပာယ်ကိုလည်းကျွန်တော်ပြန်ဆွဲရမယ်အဲ့ဒီမတိုင်ခင်မှာကျွန်တော်အဲ့ဒီပကြီးကားတွေကိုမြင်တတ်ဖို့အတွက်ကဒီလိုမျိုးပြန်ပြီးတော့မှအပြင်မှာရှိတဲ့ Bluetooth PC တွေရဲ့တက်ချာတွေကိုသိဖို့လိုပါတယ်ဆိုတော့ဒါဒီဘက်အတွက် home ဖြစ်ပါတယ်သုံးခုပါပထမတစ်ခုကကျွန်တော်လေ့ကျင့်ရမှာရှိတယ်နောက်တစ်ခုကကျွန်တော်တို့ grid download ဆွဲရမှာရှိတယ်နောက်တစ်ခုကကျွန်တော်တို့နံပါတ်3ကတော့ခုနကပြောလိုက်တဲ့ပုံတွေသွားစေထားပါဒီ Van Gogh ရဲ့ Starry Night ကတော့ဆွဲရမယ်ဒုတိယနောက်တစ်ခုကတော့ကျွန်တော်တို့ပြန်ပြီးတော့မှဒီကိုရေးဆွဲခြင်းနဲ့ landscape တစ်ခုပေါ့အဲ့ OR တွေကပဲစေမယ်နော် OR တွေကပဲ download ဆွဲထားပေးပါ landscape တစ်ခုကိုပြန်ပြီးတော့မှရှာထားပေးပါကြောက်တော့တူချင်မှတူပါလိမ့်မယ်ဆိုတော့ရှာထားပေးပါ
ဒါတော့ဒီဘက်တက်လောက်ရမယ့်ဟာဖြစ်ပါတယ်